အားလုံးပဲမင်္ဂလာပါဒီတစ်ခါဗီဒီယိုလေးမှာတော့1.3 engine တွေထဲမှာမြန်မာနိုင်ငံမှာလူကြိုက်အများဆုံးကားတစ်စီးအကြောင်းကိုအပြည့်အစုံပြောပြပေးသွားမှာပါဟုတ်ပါတယ်ခုပြောနေတဲ့ကားကရန်ကုန်မြို့တွင်းတာမကမြန်မာပြည်နေရာအနှံ့တော်တော်များများမှာပါမြင်တွေ့နေရတဲ့ချစ်လက်လှပတဲ့ကားလေး Honda Fit အကြောင်းပါတချို့ဆိုဒီကားလေးကိုဝယ်ဖို့စဉ်းစားနေတာတချို့ကသုံးနေတာကြာပြီဒါပေမဲ့ဒီကားလေးရဲ့နောက်ွယ်ကသမိုင်းအကြောင်းမျိုးဆက်အလိုက်ကွဲပြားမှုတွေ great light ပါဝင်တဲ့ပစ္စည်းလေးတွေကိုအသေးစိတ်သိကျင်နော်ဒီဗီဒီယိုလေးကိုကြည့်ဖို့အကြံပြုခြင်းပါတယ်ဒီဗီဒီယိုထဲမှာ Honda Fit ဘလို့မွေးဖွားလာတယ်လဲဆိုတဲ့အကြောင်းကအစမြန်မာပြည်ကိုအဓိကဝင်တဲ့ model တွေခေါင်းချောက်စရာ GD GP GE GK ဆိုတဲ့ရှက်စီကုတ်တွေရဲ့အထိပ္ပယ် great light ပါဝင်တဲ့ပစ္စည်းကွာခြားချက်တွေနောက်ဆုံး fit ချက်တဲ့အကြောင်းတွေနည်းနည်းပါးပါးအထိအဆုံးပါမှာမဟုတ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြဖို့မမေ့နဲ့နော်Honda Fit ကိုပထမဆုံးစတင်မိတ်ဆက်ခဲ့တဲ့ခုနှစ်ကတော့2001ခုနှစ်ဇွန်လမှာပါဂျပန်နိုင်ငံရဲ့ကြော်ကြားတဲ့ကားထုတ်လုပ်ရေးကုမ္ပဏီ Honda ကထုတ်လုပ်လိုက်တာပါဒီကားကိုကမ္ဘာဈေးကွက်အသီးသီးပါနာမည်2မျိုးနဲ့ရောင်းချခဲ့တာတင်တို့သိကြပါသလားဟုတ်ပါတယ်ဂျပန်အမေရိကန်နဲ့တရုတ်နိုင်ငံတွေမှာတော့ Fit လို့ခေါ်ပြီးဥရောပဩစတြေးလျအာဖရိကနဲ့အာရှတိုက်ကအခြားနေရာတော်တော်များများမှာတော့ Just လို့ခေါ်ဝေါ်ခဲ့ကြပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဂျပန်နိုင်ငံကနေအများဆုံးတင်သွင်းတဲ့အတွက်မူရင်းအတိုင်း Honda Fit လို့ခေါ်ကြတာပေါ့ Honda Fit ရဲ့ထူးခြားချက်ကချစ်လက်တဲ့ကိုယ်ရဲ့အရွယ်အစားနဲ့အတွင်းကန်းကျယ်ဝန်းမှုကိုပေါင်းစပ်နိုင်ခဲ့တာပါစက်ပစ္စည်းနေရာကိုအ ਨੇ ဆုံးဖြစ်အောင်ရှော့ချပြီးလူစီးရတဲ့နေရာကိုအများဆုံးရအောင်ဖန်တီးထားတာပါဒီကားလေးကို2001ကနေစပြီးအခုချိန်ထိမျိုးဆက်3ဆက်ပြောင်းလဲထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်ဒီမျိုးဆက်တွေအကြောင်းကိုမိတ်ဆက်ပေးရရင်ပထမမျိုးဆက်ကို2001ခုနှစ်ကနေ2008ခုနှစ်အထိထုတ်လုပ်ခဲ့ပါတယ်ဒုတိယမျိုးဆက်ကို2009ခုနှစ်ကနေပြီးတော့စတင်ပြသခဲ့ပြီးဂျပန်နိုင်ငံရဲ့ Car of the Year ကိုရရှိခဲ့ပါတယ်တတိယမျိုးဆက်ကိုတော့2013ခုနှစ်ကနေစတင်ထုတ်လုပ်ခဲ့ပြီးအခုချိန်ထိရေပန်းစားနေသေးပါဒီတော့တမိုင်းကြောင်းလေးကိုအကြမ်းဖြင့်သိသွားပြီဆိုတော့မြန်မာနိုင်ငံမှာအဓိကတွေ့ရတဲ့မျိုးဆက်တွေနဲ့သူတို့ရဲ့ရှက်စီကုတ်တွေအကြောင်းကိုအသေးစိတ်ဆက်ပြောပါမယ်မြန်မာနိုင်ငံမှာ Honda Fit ဆိုတာနဲ့ကျွန်တော်တို့မကြခဏကြားနေကြစကားလုံးတွေရှိပါတယ် GD1 GE6 GK3 စသည်ဖြင့်ပေါ့ဒါတွေကဘာလဲဆိုတော့ကားရဲ့ရှက်စီကုတ်သို့မဟုတ် model ကုတ်တွေပါ Honda ကထုတ်တဲ့ကားတိုင်းလိုမှာဒီကုတ်နှလုံးသို့မဟုတ်3လုံးတွဲပေးလေးရှိပါတယ်ဒီကုတ်တွေရဲ့ကားရဲ့မျိုးဆက်အင်ဂျင်အမျိုးအစားဘိန်းရက်အမျိုးအစားစတာတွေကိုဖော်ပြပေးပါတယ်Honda Fit ရဲ့မျိုးဆက်3ဆက်စလုံးမှာကိုယ်ပိုင်ရှက်စီကုတ်တွေရှိပါတယ်ပထမမျိုးဆက်ကို GD နဲ့စပါတယ်ဥပမာ GD1 GD3 ပေါ့ဒုတိယမျိုးဆက်ကိုတော့ GE နဲ့စပါတယ်ဥပမာ GE6 GE8 တတိယမျိုးဆက်ကိုတော့ GK နဲ့စပါတယ်ဥပမာ GK3 GK5 ပေါ့ဒါပေမဲ့ဒီအထဲမှာမြန်မာပြည်မှာအဓိကအသွင်းများတဲ့အမျိုးအစားတွေကတော့ GD1 GD3 GE6 GE8 နဲ့ GK3 တို့ပဲဖြစ်ပါတယ်အခုဆက်ပြီးပြောပြပေးချင်တာကတော့ grade တွေအကြောင်းပါ Honda Fit ဝင်မဲ့သူတွေအတွက်ခေါင်းလျှောက်စရာအကောင်းဆုံး grade လိုက်ပါဝင်ပစ္စည်းကွာခြားချက်တွေပါဒီနေရာမှာမျိုးဆက်တစ်ခုချင်းစီရဲ့ grade တွေကိုတီးသန့်ခွဲပြီးအသေးစိတ်ပြောပြပေးပါမယ်ပထမမျိုးဆက် GD1 1300cc နဲ့ GD3 1500cc တွေမှာအဓိက grade နှစ်ခုရှိပါတယ် G grade နဲ့ L grade တွေပါ G grade မှာကိုလူအများကအရှေခံ grade လို့သတ်မှတ်ထားကြပါတယ် G grade မှာ power window 4ပေါက် key remove မှန်ချိုးမှန်ခေါက်မှန်ချိန်မီးချိန်ဗတ်မှန်မီးကြောက်ပါတာရှိသလိုမပါတာလည်းရှိပါတယ်မှန်5ချက်ကမဲတာလာသလိုမလာတာလည်းရှိပါတယ်မြန်မာနိုင်ငံမှာတော့အများအပြားဗတ်မှန်မီးကြောက်မှန်မဲ5ချက်ဆိုရင် GF grade G grade အပြည့်ပေါ့ဗတ်မှန်မီးကြောက်မပါတာမှန်5ချက်မမဲရင် grade မပြည့်ဘူးပေါ့ L grade မှာကတော့ပို့ပြီးအဆင့်မြင့်တဲ့ grade ပါ G နဲ့ L ကိုအလွယ်ကူဆုံးခွဲခြားလို့ရတဲ့အချက်က Aircon AC ပါပဲ L grade မှာ Digital Aircon ဖြစ်ပြီးတော့ G grade မှာကတော့လက်လက်ကြောက်ချက် Aircon ကိုသုံးထားပါတယ် L grade ကိုမှ push tab ပါလာရင် L အပြည့်လို့ခေါ်ပြီးတော့မပါလို့ရှိရင် L တရှမ်းလို့ခေါ်ကြပါတယ်ဒါပေမဲ့ဒါတွေကမူလထုတ်ပါတာရောနောက်မှတက်ထားတာရောပါတတ်တာမို့လို့တေချာစစ်ဆေးဖို့လိုပါမယ်ဒုတိယမျိုးဆက် GE series လူကြိုက်အများဆုံး GE6 1300cc နဲ့ GE8 1500တွေမှာ grade 3မျိုးခွဲခြားနိုင်ပါတယ် G grade GF grade နဲ့ L grade တွေပါ G grade မှာမှန်ကာလာမပါပါဘူးမှန်ချိုးမှန်ကောက်မရပါဘူးထိုင်ကုန်အနေမြင့်မရှိပါဘူးပတ်မှန်မီးကြောက်လည်းမပါပါဘူး
power window 4ပေါင်းနဲ့ key remove ကတော့ပါပါတယ် GF grade GF package လို့လည်းခေါ်ပါတယ် G grade ရဲ့အဆင့်မြင့် version ပါဗတ်မှန်မီကြောက်ပါလာမယ်မှန်5ချက်လုံးမဲသွားပါပြီထိုင်ကုန်အနေမြင့်ပါလာပါပြီတချို့ GF မှာ smart key ပါလာတာမျိုးလည်းရှိတတ်ပါတယ်ဒါကို G smart လို့လည်းခေါ်ကြပါတယ်နောက်ဆုံး grade အမြင့်ဆုံးဖြစ်တဲ့ Air grade ကြောင့်ပြောကြတာပေါ့ Air grade ရဲ့ထူးခြားချက်က digital aircon ပါပဲ GF မှာပါတဲ့အရာအားလုံးက L မှာပါပြီး aircon ကခလုံးနဲ့ဖြစ်သွားပါတယ်ဒီထဲမှာမူရင်း TV audio controller back camera sonar fog light စတာတွေပါရင် L full grade L အပြည့်လို့သတ်မှတ်ကြပါတယ်မပါရင်တော့ L တရှမ်းပေါ့ second generation မှာ GP1 ဆိုပြီး grade တစ်မျိုးလည်းရှိပါသေးတယ်သူကတော့ hybrid ပါ Honda Insight လို့ပါပဲနောက်ထပ်ထူးခြားချက်တစ်ခုကတော့2010ခုနှစ်10လပိုင်းနောက်ပိုင်းထုတ်တဲ့ကားတွေဆိုရင်ရှေ့ဘမ်ပါနဲ့နောက်မီကွက်ပုံစံကွဲသွားပါတယ်တချို့ hybrid မဟုတ်ပဲ GE6 chassis နဲ့ဘမ်ပါပြောင်းတာတွေလည်းရှိပါတယ်နောက်ထပ်တတိယမျိုးဆက် GK series အခုဆိုရင်မြန်မာပြည်မှာနောက်ဆုံးပေါ် GK3 1300cc တွေလမ်းမပေါ်မှာအများကြီးမြင်နေရပြီဖြစ်ပါတယ် GK5 1500ကတော့ရှားပါသေးတယ် GK မျိုးဆက်မှာဂျပန်နိုင်ငံအတွင်းမှာဆိုရင် grade ခွဲခြားမှုက 30G 58 RS hybrid စသဖြင့်ရှိပါတယ် RS က 1.5 engine နဲ့လာပါတယ် Honda Fit GK3 မှာဆိုရင် grade 4မျိုးနဲ့လာပါတယ် G grade ဒါကတော့အခြေခံ grade ပါနောက်တစ်ခုကတော့ GF package GL package ရဲ့ GS package ရဲ့ဆိုပြီးလာပါတယ် grade တွေက engine နဲ့ gear ပိုင်းတူတူပဲဖြစ်ပေမဲ့ကားရဲ့အပြင်အဆင့်အတွင်းခန်းနဲ့ပါဝင်တဲ့နည်းပညာတွေပေါ်မူတည်ပြီးကွာခြားသွားတာဖြစ်ပါတယ်အဆင့်အနှိမ့်ဆုံးကနေအမြင့်ဆုံးအထိ grade တစ်ခုချင်းစီရဲ့အဓိကကွာခြားချက်တွေကိုဆက်ပြီးပြောပြပေးသွားပါမယ် G grade အခြေခံ grade ပေါ့ D grade မှာဆိုရင်အပြင်အဆင့်ကရိုးရိုး halogen ရှေ့မီကြီးတွေအလွိုင်းမဟုတ်ပဲတန်ခွေတွေပဲပါလာလေးရှိပါတယ်မှန်ချိုးမှန်ကောက်မပါလာတတ်ပါဘူးအတွင်းခန်းကရိုးရှင်းတဲ့ထိုင်ကုန်အသားတာမန် aircon နဲ့တော့ထိုးဆက်နိုးရတဲ့စနစ်တွေပဲပါလာပါတယ်သူ့ကိုတော့ဇိမ်ခံဖို့တဲ့အခြေခံသွားလည်ရေးအတွက်တည်တံ့သုံးခြင်းတဲ့သူတွေ Toyota Probox လိုမျိုးလက်တွေ့ကျကျနဲ့လုပ်ငန်းသုံးအနေနဲ့ပါအကျန်းခံသုံးခြင်းတဲ့သူတွေအတွက်ပို့ပြီးတင့်တော်ပါတယ်နောက်ထပ် grade ကတော့ GF package ပါ G grade ပေါ်မှာပဲအရှိခံထားပြီးတော့နေ့စဉ်သုံးဖို့နဲ့အလွယ်တကူလှုပ်ဆောင်ချက်တွေထည့်ပေါင်းထားတာပါမြန်မာနိုင်ငံမှာလည်းအတွေ့အများဆုံး model ဖြစ်ပါတယ်အဓိကကွာခြားချက်ကတော့ smart key poster နဲ့မှန်ခေါက်မှန်ချိန်မော်တာတွေပါလာပါတယ်အတွင်းခန်းမှာဆိုရင် auto aircon ပါလာတတ်ပြီးထိုင်ကုန်ပိုင်းနဲ့အတွင်းခန်းအပြင်အဆင်ကအရှိခံ model ထက်နည်းနည်းပိုတည်သက်သွားပါတယ်နောက်မှန် wiper ပါလာတတ်ပါတယ်နောက်ထပ် grade တစ်မျိုးကတော့ GL package ပါ GF package တဲ့ဆိုင်ရင်ဇိမ်ခံပစ္စည်းနဲ့နည်းပညာပိုင်းပို့ဆောင်သွားတဲ့ grade ပါအဓိကကွာခြားချက်ကတော့ညဘက်လင်းအားပိုကောင်းပြီးရုပ်ထွက်လာတဲ့ LED မီးကြီးတွေအများဆုံးပါလာတတ်ပါတယ်အတွင်းခန်းမှာဆိုလဲတည်ဘတ်စတီယာရင်ပိုကောင်းလာတဲ့ထိုင်ကုန်အသားပါဝင်လာပါတယ်အဝေးပြေးလမ်းမှာလီဗာနင်းစေရမလို့ပဲအမြန်ဆုံးထိန်းပေးတဲ့ cruise control တွေလည်းပါလာတတ်ပါတယ်နောက်တစ်ခုကတော့ GS package ပါပေရဲ့အမြင့်ဆုံး RS 1.5 liter model နီးပါးရုပ်ထွက်မျိုးကို 1.3 liter engine နဲ့လိုချင်တဲ့သူတွေအတွက်ထုတ်ပေးထားတာပါအပြင်စင်ပိုင်းမှာဆိုရင် RS တိုင်းရှေ့နောက်ဘမ်ပါအကြီးတွေ base cut တွေနောက် spoiler နဲ့အလွိုင်းဘိန်းတွေပါဝင်လာတဲ့အတွက်ရုပ်ထွက်ကတော်တော်လေးကြွရွာပြီးမိုက်သွားပါတယ်အတွင်းခန်းမှာဆိုလဲထိုင်ကုန်နဲ့ steering တွေကအနီရောင်ချုပ်ရိုးတွေနဲ့ sport ဆန်ဆန်ပြင်ဆင်ပေးထားပါတယ်ဒါ့အပြင် CR တိုင်းကနေ gear အတင်ချပြောင်းနိုင်တဲ့ pedal shift တွေလည်းပါဝင်လာပါတယ်နှစ်ချုပ်ပြီးပြောရမယ်ဆိုရင် engine ဘိုင်းအတူတူပဲဆိုပေမဲ့တာမန်မိသားစုစီးဖို့နေ့စဉ်သုံးဖို့အတွက် F package ကလုံလောက်မှုရှိပြီးတော့ပိုပြီးတက်တောင့်တက်တာနဲ့အဆင့်မြင့်ခြင်း L package ရုပ်ထွက်မိုင်းမိုင်းနဲ့ sport ဆန်ဆန်စီးခြင်းတော့ S package ကိုရွေးချယ်ကြတာများပါတယ်ဒီဗီဒီယိုလေးက Honda Fit လေးကိုဝယ်ဖို့စဉ်းစားနေတဲ့သူတွေကိုကားလေးရဲ့အကြောင်းကိုပိုသိချင်တဲ့သူတွေအတွက်အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုကြည့်ရတာပျော်ရွှင်ပြီးအကျိုးရှိမယ်လို့ထင်ရင် like လေးပေးသွားဖို့နဲ့သိထားတာလေးတွေဝေမျှခြင်းရင် comment မှာရေးခဲ့ပေးဖို့မမေ့နဲ့နော်နောက်ထပ်ဒီလိုအကျိုးရှိတဲ့ဗီဒီယိုတွေကိုတင်ဖို့အားပေးခြင်းရင် share လေးလုပ်သွားပေးပါဦး